はい、皆さんこんにちは。ဒီဗီဒီယိုလေးမှာကတော့15မိနစ်ပဲအချိန်ပေးပြီးတော့ဂျပန်စာဖတ်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဖတ်ဖို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့အားလုံးပဲ GFPT နီးနေပြီဆိုတော့ဒီယာရုခိဆိုတဲ့လှုပ်ချင်တဲ့စိတ်ပေါ့နော်။လှုပ်ချင်တဲ့စိတ်လေးထွက်လာအောင်လို့ဂျပန်စာတူတူဖတ်ပြီးတော့လေ့လာကြည့်ကြရအောင်ပါ။အဲ့တော့စလိုက်ကြရအောင်။အဲ့တော့မဖတ်ခင်ကျတို့တွေဝေါ်ဟာလေးတွေကိုအရင်လေ့လာကြည့်ကြရအောင်ပါ။အဲ့တော့ပထမဆုံးလေ့လာတင်ရမယ်လေ့လာမယ်ဝေါ်ဟာလေးကတော့ခင်မှုဆိုတာလေးဖြစ်ပါတယ်။ခင်မှုဆိုတာကအလုပ်ပေါ့နော်ရှင်းငေါ့တုံနဲ့တူတူပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဟန်ဒန်ဆူရုဆိုတာကဆုံးဖြတ်တယ်ပေါ့နော်ခိမဲရုနဲ့တူတူပါပဲနောက်တစ်ခုကတော့ခိုးခိရှင်စူးစမ်းလို့စိတ်ပေါ့နော်အဲ့တော့အရှိကစုခိကြိုက်တယ်အလဲကမေဇူရာရှိပေါ့နော်ထူးဆန်းတယ်ဆိုရက်ခန်းကြည့်ပါနောက်ကတော့ခိုခိုနှလုံးသားအဲ့တော့ထူးဆန်းတာတွေကိုကြိုက်တဲ့စိတ်ဆိုတော့စူးစမ်းလို့စိတ်ပေါ့အင်္ဂလိပ်လိုဆိုရင် curiosity လို့ပြောကြပါတယ်အဲ့တော့ခိုးခိရှင်ဒါလေးကတော့ခဏပေါ့နော်ထွက်လာတဲ့စကားလေးမလို့မှတ်ထားတင်ပါတယ်ပြီးရင်တော့မုခုဟောဆိုတာကရည်မှန်းချက်ရည်ရွယ်ချက်ပါပြီးရင်ဟိုရှုဆိုတာကကြတော့ပေါ့နော်ဒီဟိုးလေးကဒီဂျောဟိုးဆိုတဲ့တဲ့အချက်လက်ကလာတာဖြစ်ပေမဲ့ဒီမှာဆိုရင်တော့သူကစုအကျိုးခံစား권ဆိုတာမျိုးဖြစ်ပါတယ်ပြီးရင်ရောဆိုးဆိုတာကကြတော့အချက်လက်ကိုပြောတာပါနောက်တစ်ခုကတော့ဒိုမိုတာချီကတချီလေးနဲ့ပေါ့နော်တဆေးစုဆိုရင်ကြတော့ပြီးမြောက်တယ်အောင်မြင်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ချူအီစုတတိထားတယ်ဆိုတဲ့ခန်းအဓိပ္ပာယ်လေးဖြစ်ပါမယ်နောက်တစ်ခုကကြတော့မန်စုခုခံကိုအဲ့တို့မန်စုခုဆိုတာကကြတော့စိတ်နဲ့အားရရပေါ့နော်မန်စုခုခံဆိုတော့ဒီကခံစားရဆိုတာလာဖြစ်တဲ့အတွက်စိတ်ကျေနပ်မှုကိုအဲ့တို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကဆုနာကာရုဆိုတာကချိတ်ဆက်တယ်ဆက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပြီးရင်တော့ရှီကဲခိစုဒီရှီကဲခိရာလေးကရှေ့ကရှိလေးရပေါ့နော်အဆရှိမိတို့ဘာလို့ကလာတဲ့ဒီထိုးစိုက်တယ်ဆိုတဲ့ခန်းကြီးရဖြစ်ပါတယ်အနောက်ကတော့ဟာခဲရှိပြင်းထန်တော့ပေါ့နော်ပြင်းထန်ထိုးစိုက်တယ်ဆိုတော့ရှီခဲခိစုဆိုတော့လှုံ့ဆော်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြီးရင်ခိုးကဆိုတာကအကျိုးတရားမှုရလက်ကိုပြောတာပါခိုးကဒေခိနာဆိုတော့ဒီအကျိုးတရားမှုဖြစ်တယ်ဆိုတော့ထိရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ထိရောက်တော့ပေါ့ခိုးကဒေခိနာပြီးရင်မိုတိုမဲရုဆိုတာကလိုချင်တာတောင်းတရဆိုတာဖြစ်ပါတယ်နောက်တစ်ခုကတော့စိတ်ရှင်းတဲ့ခိနာဆိုတာအလဲကရှင်းလေးကစိတ်ဆိုတာသိရဆိုတဲ့အတွက်ကျတော့စိတ်ရှင်းတဲ့ခိနာဆိုတော့စိတ်ပိုင်းဆိုင်ရာကိုပြောချင်တာပါခုနကလာပြီးသားဖြစ်တဲ့မန်စုခုခံပေါ့နော်စိတ်ကျေနပ်မှုကိုပြောတာဖြစ်ပါတယ်ပြီးရင်ဒီခဏလေးနှစ်ခုလည်းမှတ်ထားသင့်ပါတယ် minus နဲ့ plus minus ခိုးကဆိုတော့အနှုတ်လက္ခဏာဆောင်တဲ့ရလက်တွေ plus ခိုးကဆိုတော့အပေါင်းလက္ခဏာဆောင်တဲ့ရလက်တွေပါအဲ့စပြီးတော့ဖတ်ကြည့်ကြရအောင်ယာရုခိလှုပ်ချင်တဲ့စိတ်ဖြစ်ပါတယ်ပထမပိုက်လေးကိုစာပြီးဖတ်ကြည့်ပါမယ်ရှင်းခဲ့ရပါခေနိုင်တော့のだがやる気が出ないということがある自分の好きなことだったらやる気が出るがそれが兼務と思うとなかなかやる気が出ないものだပထမပိုက်မှာဆိုရင်သူကပေါ့နော်ယာရုခိကိုပြပြထားတာပေါ့အဲ့တော့ရှင်းနိုင်ခဲ့ရပါနာလာနိုင်တော့တာကမလုပ်လို့မရဘူးဆိုပေမဲ့လည်းပဲယာရုခိလှုပ်ချင်တဲ့စိတ်ကမထွက်လာအောင်မျိုးဆိုတာကရှိပါတယ်တဲ့自分の好きなことがだったらဒီကိုကြိုက်တဲ့အရာဆိုရင်တော့ယာရုခိကတဲ့လူကလှုပ်ရှင်တဲ့စိတ်ဖြစ်လာပြီမဲ့လည်းပဲဆိုတွေကခင်မှုだと思うとအဲ့ဒါကအလုံးလို့တွေးလိုက်တယ်ဆိုရင်နာကယာရုခိကတဲ့နိုင်မလို့တုံတန်ယုံဒီလှုပ်ရှင်တဲ့စိတ်ကမဖြစ်လာတော့ပါဘူးတဲ့အဲ့ဒုတိယပိတ်မှာဖတ်ကြည့်ရအောင်やる気というのは好きか嫌いかという判断以外に好奇心と目標と報酬の3つの要素が関係しているらしい。初めてのものに対してそれがどんなものか知りたいという気持ちがあればやる気が出る。それからそれを何のためにするのかはっきりしている場合もやる気が出る。そしてその目標を達成したら何かもらえることが分かっていればさらにやる気が出る。ဒုတိယပိတ်မှာဆိုရင်ယာရုခိというのはလှုပ်ရှင်တဲ့စိတ်ဆိုတာကတဲ့好きか嫌いかという判断以外に判断ဆိုတာကဆုံးဖြတ်တာဆိုတော့ကြိုက်တယ်မကြိုက်ဘူးဆိုပြီးတော့ဆုံးဖြတ်တယ်ဆိုတာထက်好奇心ကိုယ့်ရဲ့စူးစမ်းလိုစိတ်目標ရည်မှန်းချက်ပန်းတိုင်報酬ရမယ်အကျိုးခံစား권ပေါ့နော်အဲ့ဒါကြီးဆိုတဲ့3つの要素が関係しているらしいအဲ့ဒီ3ခုဖြစ်တဲ့အချက်3ချက်ကပေါ့နော်ပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့ပြောကြပါတယ်တဲ့ဟာဂျီမက်တဲ့နော်မွန်နိုလီဒါရှိတယ်ပထမဆုံးအလုပ်တဲ့ဟာကပတ်သက်ပြီးတာကတော့တဲ့ဆိုတွေကဒေါနာမွန်နိုကရှိတိုင်းတူယူခီမိုဂျီပေါ့နော်အဲ့ဒါကဘာလဲဆိုပြီးတော့သိချင်နေပေါ့နော်စိတ်ကရှိတယ်ဆိုရင်တော့ယာရုခိကတဲ့လို့
လှုပ်ရှင်တဲ့စိတ်ဖြစ်လာမှာပေါ့အဲ့ဒါကဘာပြောရလဲဆိုရင်ခိုးခိရှင်စူးစမ်းလို့စိတ်အဲ့တော့ခိုးခိရှင်ရှိရဲဆိုရင်ပထမဆုံးအနေနဲ့ယာရုခိလှုပ်ရှင်တဲ့စိတ်ဖြစ်လာမယ်ဆိုရီခါရအဲ့ဒါပြီးနောက်မှာဆိုရီအိုဆိုတာဘာလဲဆိုတော့ပထမဆုံးလုပ်တယ်ပေါ့နော်ဟာဂျီမဲတင်တော်မွန်တို့ပေါ့အဲ့ခုလုံးမဲ့အရာပေါ့နော်အဲ့ဆိုရီအိုနာနီနောထားမယ်နိစုရုနောကဟာခိရိရှိတဲ့ဤလူဘာရီဘာအတွက်လုပ်တာလဲဆိုတာကိုပြက်ပြက်သားသားသိတဲ့အခါမျိုးမှာလဲယာရုခိကတဲ့သူလှုပ်ချင်တဲ့စိတ်ထွက်လာပါတယ်အဲ့တော့ဟာခိရိရှိတဲ့ဤလူဆိုတာကဘာလဲဆိုတော့မုခုယောပန်းတိုင်းရီမှန်းချက်ကိုပြောတာဖြစ်ပါတယ်ပြီးရင်ဆိုရှိတဲ့အပြီးနောက်မှာတဲ့その目標を達成したら達成ဆိုတာကအောင်မြင်လုပ်တာဆိုတော့အဲ့ဒီရီမှန်းချက်ပန်းတိုင်းကိုအောင်မြင်အောင်လုပ်မယ်ဆိုရင်နာနီကမိုရာရဲ့ခုတုကဝါကတဲ့ဤတဲ့ဘာကိုရမှာလဲဆိုတာကိုသိရဆိုရင်စရာနီဟာရုခိကတဲ့သူလှုပ်ရှင်တဲ့စိတ်ကပူပြီးတော့ထွက်လာမှာဖြစ်ပါတယ်တဲ့ဒီမှာသူကလှုပ်ရှင်တဲ့စိတ်ဖြစ်ဖို့အတွက်လိုအပ်တဲ့အချက်၃ချက်ကိုရှင်းပြထားတာပေါ့နော်ဘာရှိသိရမှာလဲဆိုရင်လှုပ်ရှင်တဲ့စိတ်ဖြစ်ဖို့အတွက်ကိုစူးစမ်းလို့စိတ်ရှိရမယ်ပြီးရင်ကိုဘာကြောင့်လုပ်လဲဆိုရင်မှန်းချက်ပန်းနိုင်ရှိရမယ်ပြီးရင်ငါလုံးရင်ဘာရမှာလဲဆိုတော့ဒီအကျိုးခံစား권ကိုသိရမယ်ပေါ့နော်အဲ့ဒါလေးဆိုရင်ဒါလှုပ်ရှင်တဲ့စိတ်ကဖြစ်လာမှာဖြစ်ပါတယ်တဲ့နောက်တစ်ခုしかし注意しなければいけないことが2つある目標を立ててもそれが高すぎるために途中で諦める人が結構多い。まずは無理のない目標を立てる。それを達成して自信をつけて満足感を得る。そうすれば次のやる気につながるはずだ。ဒါပေမဲ့လည်းပဲတဲ့ချွေနော်တတိမထားလို့မရတဲ့အရာက2つあるနှစ်ခုရှိပါတယ်တဲ့目標を立ててもရီမှန်းချက်ရှိပေမဲ့လည်းပဲကိုကရီမှန်းချက်ကိုကြောက်လို့ထားပေမဲ့လည်းပဲပေါ့နော်အဲ့ဒီဟာကတာခါဆုငီတို့ထားမယ်နီဆိုတာကဒီမှာအတွက်လုံးမသုံးမဲနဲ့ဒေါကြောင့်ဆိုပြီးတော့ဘာသာပြန်မှာဖြစ်ပါတယ်အဲ့ဒီဟာကအရန်မြင့်လွန်းတဲ့အခါမျိုးမှာမြင့်လွန်းတာမဟုတ်လို့တို့ချူတဲ့တဝက်တစ်ပြက်နဲ့အခီရာမဲဟီတိုကခေကိုလက်လျှော့အရှုံးပေးလိုက်တဲ့သူတွေကတော်တော်လေးများပါတယ်ဒါကတော့အားလုံးတူတူပဲပေါ့နော်အကုန်လုံးအများကြီးတွေးထားပြီးမလုပ်နိုင်ဘူးဆိုရင်ဒါလက်လျှော့အရှုံးပေးကြတာဖြစ်ပါတယ်မဆိုကပထမဆုံးကတော့တဲ့မူရီနောနိုင်မူခီဟောမူရီဆိုတာကအလွန်အမင်းမဖြစ်နိုင်တာပေါ့နော်မူရီနောနိုင်ဆိုတာကမဖြစ်နိုင်တာမျိုးမဟုတ်တဲ့မူခီဟောတတ်တဲ့သူဒီမှန်းချက်ကိုချလုပ်ပါမယ်အဲ့တော့မဖြစ်နိုင်တဲ့မျိုးမဟုတ်တာဆိုတော့ကိုတိပတိပဲပေါ့နော်ဥပမာ10တက်စာကိုတနာရီလုပ်မယ်ဆိုရင်မဟုတ်ဘဲနဲ့10မိနစ်လုပ်မယ်ဆိုပြီးတော့အရင်မူခီဟောလုပ်လိုက်ပေါ့နော်ဆိုရီအိုဒါဆေရှိတဲ့自信をつけて満足感を得るအဲ့ဒီဟာကို達成してအောင်မြင်လုပ်ပြီးတော့自信をつけるဆိုတာကပ်ပါအောင်လုပ်တာဆိုတော့ဒီကိုယ့်ရဲ့ယုံကြည်မှုကိုရရှိမှာပေါ့နော်အဲ့တော့စိတ်ကြည်နက်မှုကိုလည်းရမှာဖြစ်ပါတယ်တဲ့အဲ့ကိုက10မိနစ်စာလုပ်ပြီးသွားပြီဆိုရင်ကိုယ့်ကိုငါလုံးနိုင်ပါပြီဆိုယုံကြည်မှုရပြီးတော့စိတ်ကြည်နက်မှုကလည်းရအောင်မှာဖြစ်ပါတယ်တဲ့ဆိုးစုတယ်ပါအဲ့လိုလုပ်မယ်ဆိုရင်စွန်ကြီးတော့ရရုခိနိနောက်ထပ်လှုပ်ရှင်တဲ့စိတ်ပါစွန်နာကာရုဟာစုတတူချိတ်ဆက်သွားမှာဖြစ်ပါတယ်တဲ့အဲ့တော့ကိုကဒီမှာဆိုရင်ဒီဘက်မှာဆိုရင်သူကနေပြီးတော့အကြီးမားတွေမတွေးထားပဲနဲ့တိလေးကနေစလုပ်ဖို့အကြံပေးထားတာဖြစ်ပါတယ်။モノの報酬は初めは非常にやる気をဒါဆိုရင်しっけきလို့ဖတ်ပါတယ်နော်။လုံဆိုတာပါしっけきしてくれるがそれが続くと効果がだんだん弱まる。そのしっけきに慣れてしまうからだ。やる気を出すためにより大きい報酬を求めるようになる。それよりも精神的な報酬の方が効果的だ。小さなことでも褒められると満足感をより強く、より長く得ることができる。そしてもっとできるはずだという自信につながる。ဒီဘက်မှာဆိုရင်ပြောထားလဲဆိုတော့တဲ့မွန်နောဟိုရှူကဒီအရာဝတ္ထုပစ္စည်းတွေဆိုတဲ့အကျိုးခံစား권တွေဆိုတာကဟာဂျီမမအစမှာကတော့တဲ့ဟီဂျွန်နီဟာရုခီယိုခေရှိခိရှိတဲ့ဆိုတော့ရှိခေခိပေါ့နော်အဲ့တော့အလွန်မင်းလှုပ်ချင်တဲ့စိတ်တွေကိုလှုံ့ဆော်ပေးတယ်ဆိုပေမဲ့လည်းပဲအဲ့ဒီဟာကစူဇုခုတိုဒီကြာလာတဲ့အခါမျိုးမှာပေါ့နော်ခိုးကတန်တန်ရောရမှာတို့ရလက်ကတဖြည်းဖြည်းနဲ့အားနေလာပါတယ်တဲ့အဲ့ဘာပြောချင်တာလဲဆိုရင်ဆက်ပြီးဖတ်ရအောင်ဆိုနိုရှိခေခိနီနာရဲတေရှိမောခရာတာယာရုခီယိုဒါစတာမေနီယောဒီအိုခီဟိုရှုကမိုတိုမဲရူယောနီနာတို့အဲ့ဘာလို့လဲဆိုရင်တော့တဲ့ဒီကိုယ့်ရဲ့ဒီလုံဆောင်မှုတွေနဲ့တဖြည်းဖြည်းနေသားကြသွားလို့ဖြစ်ပါတယ်တဲ့လှုပ်ရှင်တဲ့စိတ်ဖြစ်ဖို့ဆိုတာကတဲ့ပိုပြီးကြီးမားတဲ့ကျိုးခံစား권တွေကိုလိုချင်တာမျိုးဖြစ်လာလို့ပါပဲတဲ့အဲ့တော့ကိုကဥပမာကွယ်ဒါပြီးသွားရင်ရုပ်ရှင်ကြည့်မယ်နောက်တော့မပြီးတော့ရုပ်ရှင်ကြည့်မယ်ပြီးရင်ဒါလေးစားလိုက်အောင်ပဲပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ကိုကလိုချင်တာကြီးများလာတယ်ဥပမာဒါပြီးသွားရင်
ငါဒီအလုပ်ကြီးပြီးတော့တော့ဘာဝယ်မယ်ပေါ့နောက်တစ်ခုကျရင်နောက်ထပ်ဘာဈေးကြီးရဝယ်မယ်လို့တွေးလိုက်ပြီဆိုရင်ကိုကလိုချင်တာကြီးများလာတဲ့အတွက်လောက်ကလည်းခက်လာသလိုမျိုးပဲပြီးရင်အဲ့လိုရလာတဲ့ဟာတွေကိုလည်းစိတ်မဝင်စားတော့တာမလိုချင်တာမျိုးအခါမျိုးမှာယာရုခိတွေကလည်းမဖြစ်လာတာမျိုးဖြစ်တတ်ပါတယ်တဲ့ဆိုရီယိုရီမို့အဲ့ဒါထက်ဘာလိုအပ်လဲဆိုရင်စေရှင်တဲ့ခိနဟိုရှူနော်ဟိုကခိုးကတဲ့ခိတာဒီမှာပြောပြီးသူကစေရှင်တဲ့ခိနစိတ်ပိုင်းဆိုင်ရာရလက်ဆိုတာကတဲ့ပို့ပြီးတော့ထိရောက်ပါတယ်တဲ့စိတ်ပိုင်းဆိုင်ရာလက်ဆိုတာဘာလဲဖတ်ကြည့်အောင်ချီးဆိုင်ကခိုးတူတဲ့မို့ဟိုမဲရတဲ့သူတို့မန်စခုခန့်အိုယောဒုစုယောခုဒီတင်းငယ်တဲ့အရာလေးကိုဟိုမဲရုဆိုတာကချီကျူတာချီကျူခံရဟိုမဲရတဲ့သူချီကျူခံရတယ်ဆိုရင်စိတ်ကြည်နှမှုကပို့ပြီးတော့အားကောင်းလာပါတယ်တဲ့ယောရီနာကခုအဲ့တူပေါ့နော်ပို့ပြီးကြကြခံနေပေါ့ကိုယ့်ရဲ့စိတ်ကြည်နှမှုရောကိုယ့်ရဲ့လှုပ်ချင်တဲ့စိတ်ကိုကပိုအားကောင်းလာတဲ့ပိုကြကြခံလာတာမျိုးဖြစ်ပါတယ်တဲ့ဆိုရှိတဲ့အဲ့ဒါပြီးတဲ့နောက်မှာမတ်တိုဒေခိရုဟာစုတာပို့ပြီးတော့လုံနိုင်မယ်ဆိုတဲ့ယုံကြည်မှုနဲ့လည်းချိတ်ဆက်သွားပါတယ်အဲ့တော့ကိုကအများကြီးတွေကိုယ့်ရဲ့အကျိုးခံစား권တွေကိုရာဝတ္ထုပစ္စည်းတွေထားရဲဆိုတာထက်ကိုထားပြီးရင်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုယ့်ရဲ့ယုံကြည်မှုတွေကတဖြည်းဖြည်းတိုးတက်လာမှဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောထားတာပါအဲ့လိုဟာမျိုးကပို့ပြီးတော့ထိရောက်ပါတယ်ဆိုပြီးတော့သတိပေးထားတာဖြစ်ပါတယ်နောက်ဆုံးလေးဖတ်ကြည့်ရအောင်အဲ့တော့ရှီကာရတဲ့တဲ့ယောရှိစွန်မီဝါကမ်ပါရိုတိုယာရုခိကယာရုခိကိုဒါဆွဟီတိုမိုအရုငါဒါရီဒါရီဝရှီကာရတဲ့တိုシカえることによるマイナス効果の方がプラス効果より大きいものだ。だからいくら叱っても効果がないのならたまにはその人に褒めてあげてみたらどうだろうか。どうだろうかဆိုတော့သူဒီစာရေးတဲ့သူကသူ့ရဲ့စိတ်နဲ့ဒါအဖော်ညှိတာပေါ့နော်ဘလို့ပါလဲဆိုပြီးအဖော်ညှိတာအဲ့ဖတ်ကြည့်အောင်ရှီကာရုဆိုတာကရှီကာရဲရုဆိုတာကဒီရှီကာရုဆိုတာကဒီစုရဲဆိုတော့ရှီကာရဲရုဆိုတာအစုခံရပြီးတော့ယောရှိစွန်ယောခံပါတော့ကောင်းပြီနောက်တစ်ခေါက်တော့ငါစူးစမ်းမယ်ဆိုပြီးတော့လှုပ်ရှင်တဲ့စိတ်ထွက်တဲ့သူဆိုတာကရှိပေမဲ့လည်းပဲဓာရီတိုင်းကများသောအဖြစ်ကတော့တဲ့အဲ့လိုမျိုးအစုခံရတယ်ဆိုရင်အနှုတ်လက္ခဏာဆောင်တဲ့ရလက်တွေကအပေါင်းလက္ခဏာဆောင်တဲ့ဟာတွေထက်ရောဒီ okay ဆိုတော့ပိုများတယ်ပေါ့နော်ပိုပြီးတော့အနှုတ်လက္ခဏာဆောင်တဲ့ရလက်တွေပဲများတယ်ဘယ်သူမှတော့အစုခံရရင်စူးစမ်းမယ်ဆိုပြီးတော့ဖြစ်တာတော့ရှိကောင်းရှိပေမဲ့လည်းပေါ့နော်တော်တော်များတော့စခြင်းမှာစိတ်မကောင်းဖြစ်တာဒေါသထွက်တာမျိုးရှိမှာဒါသိကြပါပဲအဲ့ကြောင့်မလို့ဒါခါရအဲ့ဒါကြောင့်မလို့イクラしかってもဘလောက်ပဲဆူဆူခိုးကနိုင်တော့လာတာရလက်မဖြစ်လာဘူးဆိုရင်တခါလေတော့ထမနေပါတခါလေတော့လည်းပဲအဲ့ဒီလူကိုဟိုမက်တဲ့အခဲတင်မိတာလားဟိုမဲရုဆိုတာကချီကျူတာအဲ့တော့ချီကျူကြည့်မယ်ဆိုရင်ရောဘလို့ပါလဲတဲ့အဲ့ဒါကိုအနေနဲ့ပေါ့နော်တခြားလူအလုပ်ရှင်အနေနဲ့ပေါ့နော်တွေးကြည့်ရင်ပေါ့လေအဲ့တော့ဆီယာမကြီးဆန်းစိတ်အနေနဲ့တွေးကြည့်ရင်ပေါ့အခဏခဏမစူပဲနဲ့တစ်ခါလေးတော့လေတီတီလေးအစာချီကျူမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာသူရှေ့ရဒီတစ်ပိုက်မှာပြောထားတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကပို့ပြီးတော့အားကောင်းလာမှာဖြစ်တဲ့အတွက်အဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ဆိုတာကဘာလဲဆိုတော့ဒီဟိုရှူပါအကျိုးရလက်ခံစား권ဖြစ်ပါတယ်မိုးလုံးကဟိုရှူမဟုတ်တဲ့စိတ်ခင်းတဲ့ခိနာဟိုရှူဖြစ်ပါတယ်เนาะစိတ်ပိုင်းဆိုင်ရာအကျိုးရလက်ခံစား권တွေအားကောင်းလာဖို့အတွက်စူရာမျိုးမလုပ်ဖဲနဲ့ဟိုမဲတို့ဒီတယောက်နဲ့တယောက်ချီကျူးကြမယ်ဆိုရင်ရောဘလို့ပါလဲဆိုပြီးတော့သူကပြောပြထားတာဖြစ်ပါတယ်ဒါလေးကတော့ဒီထိပါပဲဒါလေးကိုဖတ်ပြီးတော့အချင်းချုပ်ပြန်ပြောရမယ်ဆိုရင်ယာလူခိဖြစ်ဖို့အတွက်ချက်3ချက်လိုတယ်စူးစမ်းလိုစိတ်ရဲ့ရည်မှန်းချက်ရဲ့ပြီးရင်ကိုဘာလို့ဘာရမှာလဲဆိုတဲ့အကျိုးခံစား권အဲ့မှာရင်သူတတိထားမှာကယာရုခိလုပ်တဲ့နေရာမျိုးမှာဒုတိယတစ်ခုဖြစ်တဲ့ဒီမုခိဟောပေါ့နော်မုခိဟောလုပ်တဲ့အခါမျိုးမှာတက္ကဆုမီတို့လွန်မင်းလုပ်တာမျိုးမလုပ်ဖဲနဲ့ဒီမူရီနောနိုင်မုခိဟောပေါ့နော်ဒီမဖြစ်နိုင်တာမျိုးမဟုတ်တဲ့ဟာကိုပဲအရင်သတ်မှတ်မှာအဲ့ဒါကိုပဲပြီးအောင်လုပ်ပြီးတော့ယုံကြည်မှုကိုရယူပါတဲ့ပြီးသွားပြီဆိုရင်နောက်တစ်ခုကပါလဲဆိုတော့ဟိုရှူရတဲ့ခံစားမှုမှာဆိုရင်လေမိုးနိုးဟိုရှူတွေကိုသတိမထားပဲနဲ့ခယူးမဆိုင်ဖဲနဲ့စေရှင်တဲ့ခိနမ်ဟိုရှူပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေကိုပို့ပြီးတော့အလေးပေးပြီးတော့လုပ်တာထိရောက်ပါတယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်အဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဆက်ဆက်ပြီးတော့သူကဒီစူရဲမစူချီကျူတာဆိုတာကိုလည်းထပ်ပြီးတော့ပြောပြထားတာဖြစ်ပါတယ်အဲ့ဒါလေးကဟောင်းပြီးတော့ယာရုခိတွေဘယ်လိုမျိုးလုပ်ကြမလဲပေါ့နော်ယာရုခိတွေထွက်လာအောင်လို့ဘယ်လိုလုပ်ကြမလဲဆိုတာသိပါမယ်လို့ပြောလင်ပါတယ်အဲ့ဒီဗီဒီယိုလေးကိုအဆုံးထိဟောင်းပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကိုယ့်ရဲ့အမြင်လေးကိုလည်း comment မှာရေးသွားပေးကြပါအောင်အဲ့တော့ bye bye မတတ်နဲ့